အားလုံးမင်္ဂလာပါထွတ်တယ်ရနေကြိုဆိုပါရစေဒီနေ့အထွန်းသွားပြခဲ့တဲ့မန်လေးမှာကောင်လေးချောချောလေးကောင်မလေးချောချောလေးကားတဲ့ဘာဆိုပြီးနာမည်ကြီးနေတဲ့တကားတဲ့168ကိုအထွတ်သွားခဲ့တာလေးကို share ပေးတာဖြစ်ပါတယ်ခင်ဗျာဘာလို့လာမယ်ဆိုရင်ပထမအဆုံးအနေနဲ့ကတော့နေရာမရမှာဆိုတဲ့အတွက်ကြောင့်မို့လို့ကြိုပြီးတော့ reservation လုပ်ဖို့တော့မမေ့နဲ့เนาะအထွတ်ဒီကိုလာတဲ့ခါမှာတော်တော်လေးစင်ပြေတာကဘာလဲဆိုတော့နေရာလေးလေးကျေဝန်းနေပြီးတော့အစားတောက်လေးလေးမစိုးဘူးလို့ပြောအောင်ပါပေါ့เนาะတောက်စရာလေးလေးမစိုးဘူးဝန်ထမ်းလေးရလည်းပေါ်ရွေးလေးဆက်ဆက်နေဆိုတာလေးပြရပါတယ်DJ လေးကလည်းဒီကတော့တော်တော်အရေးကြီးတာ DJ ပေါ့နော် DJ ရလည်းအရင်ကောင်းပါတယ်ကားတဲ့ကောင်လေးကမလေးတွေကလည်းဒါတော်တော်လေးချောရဲတော်တော်လေးလာတယ်ပေါ့နော်ကားလေးကားတဲ့ကြရတယ်ဗျသူတို့ကြည့်ပြီးတော့ကို motivation ရတယ်ပေါ့နော်အဲ့တော့ဒီလို family နေနဲ့လာတဲ့လူတွေနေနဲ့အားကြတော့ဒီလိုမျိုးတိတက်ထိုင်သွားခြင်းနဲ့ဆိုလည်း family run လေးတွေခြားပေးထားတာလည်းတွေ့ရတယ်အဲ့လိုတိတက်နေခြင်းတဲ့သူတွေနေလည်းတိတက်နေရလေးလည်းစီစဉ်ပေးထားတာလည်းတွေ့ရပါတယ်တွေ့ကြုံလေးကို share ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အထွန်းရဲ့ novel တွေမှာလည်းပြည့်တွေ့မယ်နော်အားလုံးပဲတတာ